အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Shaw ပါဒီနေ့ကျွန်တော်တို့ integrator ဘာပြောကြမလဲဆိုတော့ how to note the lessons lesson တွေကိုကျွန်တော်တို့ဘယ်လို notes လုပ်ကြမလဲဆိုတဲ့ nature ကိုကျွန်တော်တို့ပြောပါမယ်အဲ့တော့ကျွန်တော်တို့ notes လုပ်ဖို့အတွက်ဘာလို့ notes ကအရေးကြီးတာတော့အဲ့ကနေကျွန်တော်တို့စပြီးတော့ပြောပါမယ်အဲ့တော့ notes ကဘာလို့အရေးကြီးတာတော့ notes ကပထမဆုံးတစ်ချက်ကျွန်တော်တို့ပြန်ပြီးနားလည်ဖို့အတွက်ပြန်ပြီးတော့ recall ပြန်လုပ်ဖို့အတွက်ကျွန်တော်တို့ memory တွေ recall ပြန်လုပ်ဖို့အတွက်အရေးကြီးပါတယ်ဒုတိယတစ်ချက်ကကျွန်တော်တို့ exam ရောက်တဲ့အခါကျွန်တော်တို့ notes ကိုဖွင့်လိုက်တာ ਨੇ ကျွန်တော်တို့အားလုံး recall ပြန်လုပ်နိုင်ပါတယ်အဲ့ဒီအတွက်အရင်အရေးကြီးပါတယ်နောက်ဆုံးတစ်ခုကတော့ပါလဲဆိုတော့ key concept တွေကိုကျွန်တော်တို့ identify လုပ်တဲ့အခါ key concept တွေကိုကျွန်တော်တို့ကိုယ်တိုင်နားလည်ဖို့အတွက်လိုအပ်တဲ့အခါ God notes တွေကကျွန်တော်တို့အဲ့ဒါတွေအတွက်အကူအညီပေးပါလိမ့်မယ်ဆိုတော့ before the class ရဲ့မတိုင်ခင်မှာဘာလုပ်ထားရမလဲကျွန်တော်တို့ pro reading လို့ခေါ်တဲ့ pre-reading လို့ခေါ်တဲ့ကျွန်တော်တို့ကြိုဖတ်ထားတာမျိုးဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ရှေ့မှာ notes တွေရှိရင် notes တွေကိုပြန်ဖတ်ခဲ့တာမျိုးကအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ရှေ့ကဆရာနောက်ထပ် theory တခုတက်တဲ့အခါရှေ့က theory နဲ့ချိတ်ရက်ဖြစ်နေခဲ့ရင်ရှေ့က theory ကိုနားမလည်ဘဲနဲ့ကျွန်တော်တို့နောက်က theory ကိုနားလည်ဖို့အတွက်နည်းနည်းခက်ပါတယ်။အဲ့ဒီအတွက်ကျွန်တော်တို့ကဘာလုပ်ဖို့လိုတော့ဆိုတော့ကြတော့ notes တွေရှေ့က notes တွေကိုပြန်ဖတ်ထားရင်ကျွန်တော်တို့ဆရာတင်သမျှအကုန်လုံးကိုနားလည်နိုင်ပါလိမ့်မယ်။ပြီးတော့နောက်တစ်ခုက notes taking method လို့ခေါ်တဲ့ notes ကိုကျွန်တော်တို့ဘယ်လို take လုပ်ရမလဲဆိုတော့ method တွေကကျွန်တော်အခုပြောမယ့် method တွေကတစ်ခုဒါမှမဟုတ်ရင်နှစ်ခုကို combine လုပ်ထားတဲ့ method တစ်ခုကိုကျွန်တော်တို့ရွေးဖို့လိုအပ်ပါတယ်အဲ့ဒါမှသာလေကျွန်တော်တို့ကြိုရွေးထားမှသာလေကျွန်တော်တို့ဘာလုပ်မှာလဲဆရာပြောတဲ့ဟာကိုကျွန်တော်တို့ဘယ်လိုပုံစံမျိုးနဲ့ပြန်မှတ်ထားမှာလဲဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့ကြည့်နိုင်မှာပါ Okay အဲ့တော့ note taking method ဘယ်နှခုလောက်ရှိလဲအများကြီးရှိပါတယ် note taking method တွေမှာအများကြီးဆိုအများကြီးရှိပါတယ်အဲ့တော့အဲ့ note taking method တွေကနေပြီးတော့ကျွန်တော်အကြိုက်ဆုံး method 3ခုကြောင်းပြောပါမယ်ပထမတစ်ခုကတော့ Cornell method ဒုတိယတစ်ခုက outline method နဲ့နောက်ဆုံးတစ်ခုက box or flow method လို့ကျွန်တော်တို့ပြောကြပါတယ်အဲ့ကတော့ Cornell method ဆိုတာဘာလဲ Cornell method ဆိုတာကကျွန်တော်ဒီမှာဘာရှိအောင်ဆိုတာ topic ရှိပါတယ်ဒီမှာ key idea တွေရှိပါတယ်ကျွန်တော်တို့တစ်ခါတလေကြာရင်ဒီ key idea တွေကို main idea လို့လည်းခေါ်ကြပါတယ်တစ်ခါတလေကြာရင်လည်း cues လို့ခေါ်ပါတယ် cues cues လို့ခေါ်ပါတယ်နော်ဟုတ်နောက်မှာတော့အဲ့ main idea တွေကိုကျွန်တော်တို့ extend လုပ်ထားတယ် main idea တွေကိုထပ်ပြီးချဲ့ထားတယ်ကျွန်တော်တို့ကျွန်တော်တို့ရေးချင်တဲ့ဟာအကုန်လုံးကိုရေးကြပါတယ်အောက်မှာတော့ကျွန်တော်တို့အဲ့ဒါလေးကိုမြင်းပိတ်ပြီးတော့ summary လေးရေးလေးရှိကြတယ်အဲ့တော့ key idea မှာပါရေးမှာတော့ key idea မှာ okay ဒီ topic ရဲ့ sub topic ဒါမှမဟုတ်ရင်လည်းဒီ topic မှာပါတဲ့အရေးကြီးတဲ့အချက်အကြီးတွေကိုကျွန်တော်တို့ရေးလေးရှိပါတယ်အဲ့နောက်မှာတော့ကျွန်တော်တို့ဘာတွေရေးထားမလို့ဆိုတော့ကြတော့အဲ့သူ့ကိုကျွန်တော်တို့နားလည်မယ်ပြန်ရှင်းပြထားတဲ့ရှင်းပြချက်ဒါမှမဟုတ်လည်း explanation တွေဒါမှမဟုတ်လည်း extended idea တွေကိုကျွန်တော်တို့ရေးလေးရှိပါတယ်ဆိုတော့ကျွန်တော်တို့ဒါလေးကိုဆန်းရေးကြည့်အောင်ပါ acceleration ကြောင့်ကျွန်တော်ရေးထားပါတယ် acceleration က velocity changing ဖြစ်မှာ acceleration ပေါ်တယ်လို့ပြောပါတယ်အဲ့ acceleration ကဘယ်အချိန်မှာဖြစ်တော့ speeding up အချိန်မြင့်လိုက်ရင် slowing down အချိန်လျှော့လိုက်ရင်နောက်ဆုံးတစ်ခု changing the direction ပြောင်းလိုက်ရင် velocity ဖြစ်လာတယ် velocity ပြောင်းသွားတယ် velocity ပြောင်းသွားရင် acceleration မှာလိုက်ပြောင်းတယ်လို့ကျွန်တော်တို့ပြောနိုင်ပါတယ်အဲ့တော့သူ့ရဲ့ပုံစံတွေက a is equal to v minus u by t final velocity ကနေ initial velocity ကိုနှုတ်ပြီးတော့အဲ့ final velocity နဲ့ initial velocity ကြားထဲကအပြောင်းအလဲဖြစ်တဲ့အချိန်ငယ်စားထားတယ်လို့ကျွန်တော်တို့ပြောပါတယ်အဲ့ဒါကြောင့် a is equal to v minus u by 2မှာ v က final velocity ဖြစ်ပြီး u က initial velocity ဖြစ်ပါလိမ့်မယ် t က time taken ဖြစ်ပါလိမ့်မယ်အဲ့တော့ acceleration ရဲ့ unit က meter per second square ပါသူက vector quantity ပါ vector quantity လို့ဆိုလို့ရင်းကဘာလို့ပြောတာလဲဆိုတော့သူ့ရှိမှာ magnitude direction ရောရှိတယ်လို့ပြောတာပါအဲ့တော့ဒီအချိန်မှာဒီဗီဒီယိုလေးကို force လုပ်ပြီးတော့ကျွန်တော်တို့ရှေ့မှာပြောခဲ့တဲ့ method အတိုင်းပဲဘယ်လိုမျိုးရေးမလဲဆိုတာကိုကျွန်တော်တို့ try ကြည့်ပါမယ် Okay အဲ့ဆိုအားလုံးရေးပြီးကြပြီလို့ထင်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်ပြင်ထားတဲ့ preparation မှာလက်ရတော့တော်တော်လေးဆိုပါတယ်နည်းနည်းလေးသိခဲ့ပေးပါဆိုတော့ yeah အဲ့ဒီမှာဆိုရင်ကျွန်တော်ပထမဆုံးပါရေးထားအောင်ဆိုတော့ date တွေအကြောင်းရေးထားပါတယ်เนาะအဲ့တော့ date ကအရေးကြီးပါတယ်ဘာလို့လဲဆိုတော့ date ပါတဲ့အခါကျရင်ကျွန်တော်တို့ဘယ်နေ့မှာဘယ်သူကဘယ်ဆရာဘာပြောသွားတယ်လို့ဆိုတာကိုကျွန်တော်ချက်ချင်းလည်းငယ် record ပြန်လုပ်နိုင်ပါတယ်အောက်မှာဘာရေးထားတော့ဆိုတော့ကျတော့ဘာသာရေးရဲ့နာမည်ရေးထားပါတယ်အဲ့ဒီအောက်မှာ topic acceleration topic အကြောင်းကိုကျွန်တော်ရေးထားပါတယ်အဲ့ topic ကအရေးကြီးပါတယ်အဲ့ topic မှာပါပဲနဲ့အောက်ကစာတွေအကုန်လုံးကအဲ့ topic တစ်ကြောင်းမပါရင်အောက်ကစာတွေအကုန်လုံးကဘာတွေပဲမှရှိတော့မှာမဟုတ်ပါဘူးအဲ့တော့အောက်မှာဒီဘက်မှာ Q ရေးထားတယ်ဒီဘက်မှာ IDSD အကြောင်းကိုရေးထားပါတယ်အဲ့တော့ Q မှာကျွန်တော်ဘာတွေရေးထားတော့
အဲ့တော့ acceleration ကဘယ်အချိန်မှာဖြစ်တော့ change in velocity မှာဖြစ်တယ် velocity change ဖြစ်မှာဖြစ်တယ်အဲ့တော့ velocity change ကဘယ်အချိန်မှာဖြစ်တော့ speed of object ကအရှိန်မြင့်လိုက်တဲ့အခါကျွန်တော်နောက်မှာပုံလေးပါထည့်ပေးထားပါတယ် slowing down အရှိန်နှိမ့်လိုက်တဲ့အခါနောက်ဆုံးတစ်ခု changing the direction ပြောင်းသွားတဲ့အခါဒီဖြစ်ရဲ့၃ခုပေါ်မှာပဲ velocity က changing ဖြစ်တယ်လို့ဆရာတို့ပြောတယ် okay အဲ့ velocity changing ဖြစ်တယ်ဆိုတော့ acceleration ပေါ်မှာပေါ့ okay နောက်တစ်ခုက formula မှာဆိုရင်လည်း a = v - u / t လို့ရေးထားရုံနဲ့မဟုတ်ဘူး v ကဘာလဲ final velocity u ကဘာလဲ initial velocity t ကဘာလဲ time taken ဘယ်လို time taken လဲ to change the velocity ပြောင်းဖို့အတွက်လိုအပ်တဲ့အချိန်လို့ကျွန်တော်ခြိုက်ထားပါတယ်အဲ့လိုပုံစံမျိုးအဖြစ်ကျွန်တော်တို့က notes ကိုကြည့်လိုက်တာနဲ့ရှင်းရှင်းလင်းလင်းမြင်ရပါတယ်နောက်တစ်ခုကတော့ vector ဖြစ်တယ် vector ဖြစ်တယ်မှာ magnitude direction ရှိရလို့ကျွန်တော်ထည့်ထားပါတယ် okay အောက်မှာတော့ကျွန်တော်ဗာရေးထားအောင် summary ရေးထားတယ်အဲ့ summary ဆိုတဲ့ portion ကအလုံးလုံးရေးကြည့်ပါတယ်ဘာလို့လဲဆိုတော့အဲ့ summary မှာကျွန်တော်တို့ဘာအကြောင်းပြောမှာလို့ဆိုတော့ကျွန်တော်တို့နားလဲတယ်လို့မျိုး acceleration ကိုကျွန်တော်တို့ဘယ်လိုမျိုးနားလဲလိုက်တာတော့ acceleration မှာဘာတွေထပ်တွေးစရာရှိရလဲ acceleration မှာဘယ်လိုမေးခွန်းတွေရှိရလဲကိုကျွန်တော်အောက်မှာ summary နဲ့ရေးထားပါတယ်အဲ့လို summary ရေးထားခြင်းအပြင်ကျွန်တော်ဘာလို့ပို့လို့လဲဆိုတော့ကြတော့အဲ့ summary ကိုပြန်ဖတ်လိုက်ရင်ဒီဥစ္စာကငါတကယ်နားလဲနေရလားငါတကယ်နားလဲမနေဘူးလားဆိုတော့ nature ကိုကျွန်တော်တို့မြင်ရမှာပါပြီးတော့ကျွန်တော်တို့ဒီဥစ္စာနဲ့ပတ်သက်လို့ဘာလို့ဖို့လို့တလဲဆိုတော့ကျွန်တော်ချလိုက်ထားပါတယ်အောက်မှာဆိုရင် change of velocity မရှိရင် acceleration မရှိဘူးပြီးတော့ vector quantity ဖြစ်တယ်ပြီးတော့ example တွေလုပ်ဖို့လိုတယ်ကျွန်တော်ဒီလိုပုံစံမျိုးနဲ့ချလိုက်ထားပါတယ်ဒီ method ကတော့ဗာ method တုံးဆို outline method ပါ outline method မှာဘာတွေပါတော့ဆို outline method မှာကျွန်တော်တို့ outline method ကိုတော့တော်တော်များများရင်းနှီးကြမှာပါနော်အဲ့တော့အပေါ်မှာတော့ကျွန်တော်တို့ထုံးစံအတိုင်းပဲ topic ကဘာရှိမလဲရှင်းပေးမယ်ပြီးတော့အောက်မှာဘာရေးထားလို့ဆို main idea ဘယ် idea စမှာလဲပြီးတော့အောက်မှာသူနဲ့ပတ်သက်တဲ့အချက်ကလေးတွေကိုကျွန်တော်တို့hyphen လေးချပြီးတော့ရေးလေးရှိတယ်ပေါ့နော်ဒါကို outline method လို့ခေါ်ပါတယ်အဲ့တော့ဒီမှာလည်းတူတူပဲ acceleration ကြောင့်lecture notes lecture tutorial လေးရေးပေးထားတယ်အဲ့ lecture tutorial လေးကိုကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ခုနကတော့ outline method ပုံစံနဲ့ပြန်ပြင်ရေးမယ်အဲ့တော့ outline method ကဒီလိုပုံစံမျိုးနဲ့ရေးမှာပါအဲ့တော့ outline method ပုံစံမျိုးနဲ့ကျွန်တော်တို့ဒီဥစ္စာလေးကို notes ကလေးကိုရေးကြည့်ကြအောင်ပါဗီဒီယိုလေးကို pause လုပ်ပြီးတော့ကိုယ့်ကိုယ်အရင်ဆုံး try ကြည့်ကြည့်ပါ okay အားလုံးပြီးကြပြီလို့ထင်ပါတယ်အဲ့တော့ကျွန်တော်ရေးထားတဲ့ sample လေးကိုတစ်ချက်လောက်ကြည့်ကြည့်အောင်အဲ့တော့ကျွန်တော်ရေးထားတဲ့ sample မှာတော့အတူတူပါပဲ date ရေးထားတယ်subject ရဲ့နာမည်ရေးထားတယ် topic ရေးထားတယ်ဒီသုံးခုတော့အကုန်လုံးအတူတူပါပဲဘယ် notes မဆိုဒီသုံးခုကတော့ပထမအဆုံးပါစေခြင်းနဲ့portion လေးပါ okay အောက်မှာကျွန်တော်တို့ပါရေးထားတော့အောက်မှာ main idea လို့ခေါ်တဲ့ main topic တွေကိုရေးထားတယ် happen when change in velocity ပြောင်းသွားတဲ့အခါမှာဖြစ်တယ် okay velocity ပဲအချိန်မှာပြောင်းလဲကျွန်တော်အောက်မှာ hyphen လေးနဲ့ဒါမှမဟုတ်လဲအချက်လက်ကလေးနဲ့ရေးထားတယ် speed ရဲ့အချိန်မြင့်လိုက်တဲ့အခါ slowing down အချိန် short လိုက်တဲ့အခါဒါမှမဟုတ်လဲ change in direction ပြောင်းသွားတဲ့အခါဖြစ်တယ်လို့ပြောပါတယ် okay အဲ့ဒါဆိုရင်နောက်တစ်ခုမှာပါရေးထားတော့ vector လို့ရေးလိုက်တာနဲ့ပြိုင်နေတဲ့ကျွန်တော်အောက်မှာ hyphen ထုတ်ပြီးရေးထားပါတယ် think direction ကိုစဉ်းစားပါလို့ကျွန်တော်ထည့်ထားတယ်။ဘာလို့လဲဆိုတော့ acceleration က direction ရှိရလို့ကျွန်တော်တို့သိရအောင်လို့ပါ။ Okay အောက်မှာ formula ရေးထားတယ်။ formula ကတော့ထုံးစံအတိုင်းပဲ a = v - u / t လို့ရေးထားပြီးမှအဲ့ v တွေ u တွေမှာဘာတွေလဲဆိုတော့ကျွန်တော်အတူပေါင်းရေးထားပါတယ်။အောက်မှာထုံးစံအတိုင်းပဲကျွန်တော် summary ရေးထားတယ်။ summary မှာကျွန်တော်တွေးလိုက်တဲ့ဟာကျွန်တော်နားလိုက်တဲ့ဟာကိုကျွန်တော် hyphen ထုတ်ပြီးရေးထားပါတယ်အဲ့ summary မှာဘာတွေရေးနိုင်သေးတော့ဆိုတော့အများကြီးဖြစ်နိုင်ခြေတွေအများကြီးရှိပါသေးတယ်ကြိုက်တဲ့ဟာပုံစံမျိုးနဲ့ရေးလို့ရပါတယ်ဒါကတော့ sample ပါเนาะ okay အဲ့ဆိုရင်နောက်ဆုံးတစ်ခု flow of box method ကတော့ကျွန်တော်တို့ပုံမှန်အားဖြင့် procedure အကြောင်းပြောချင်တဲ့အခါရေးလေးရှိကြပါတယ်အဲ့တော့ procedure အကြောင်းပြောတယ်ဆိုတာပါလဲအဲ့တော့ procedure အကြောင်းပြောတယ်ဆိုတာကကျွန်တော်တို့ဥမာဓာတ်ငွေ့ထုတ်ဖော်ပုံဆိုရင်ဥမာ hydrogen နဲ့ chloride ကိုရောလိုက်တဲ့ hydrochloric acid ဖြစ်လာတယ်အဲ့ဒါတွေအကုန်လုံးကျွန်တော်တို့ flow နဲ့ရေးလို့ရတယ် physics မှာဆိုရင်ဥမာဓာတ်ဆီကိုမီးရှို့တယ်ဓာတ်ဆီကိုကားထဲထည့်လိုက်တယ်တဲ့အခါမှာchemical energy ကနေပြီးတော့ thermal energy နဲ့ kinetic energy ပဲပြောင်းသွားတယ်ဆိုတော့ flow တွေအကြောင်းရေးချင်တဲ့အခါကျွန်တော်တို့ဒီ method ကအများကြီးပိုအဆင်ပြေပါတယ်ဒါပေမဲ့ပြဿနာရှိတဲ့ဒီ method ကနေရာနှံ့မှာတော့အလုံးဖြစ်ပါဘူးအဲ့တော့ကြတော့ကိုယ့်အကိုချင့်ချိန်ပြီးသုံးဖို့တော့လိုပါတယ်အဲ့တော့ထုံးစံအတိုင်းပဲကျွန်တော်ဒီမှာ
ရှေ့မှာရှိရဲ့ acceleration အကြောင်းကိုပဲရေးထားပါတယ်အဲ acceleration အကြောင်းကိုကျွန်တော်တို့ခုနကတော့ပြောတဲ့ flow of box method နဲ့ရေးကြည့်ကြပါမယ်ဒါပေမဲ့ flow of box method နဲ့အတိအကျမရရင်တော့မှကျွန်တော်တို့ဘယ်လိုပုံစံမျိုးနဲ့ရေးမလဲဆိုတာစဉ်းစားပြီးတော့ idea generation လုပ်ပြီးရေးကြည့်ကြပါဦးဗီဒီယိုလေးကို pause ခဏလုပ်ပြီးရေးကြည့်မယ်ပြီးရင်ကျွန်တော်တို့ပြန်သွားမယ် okay အဲ့ဒါဆိုပြီးသွားပြီလို့ထင်ပါတယ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီလိုပုံစံမျိုးနဲ့ရေးပါတယ်အဲ့ဒီမှာဆို topic ထုံးစံတိုင်းပဲ date ရယ် subject ရယ် topic ရယ်တော့ကျွန်တော်ပုံမှာရေးထားတယ်အောက်မှာဘယ်အချိန်မှာဖြစ်တော့ change of velocity မှာဖြစ်တယ်ပြီးတော့ကျွန်တော်သူ့နောက်မှာ flow ပုံစံမျိုးနဲ့ရေးထားတယ် speeding up ဖြစ်ရင်လည်း changing the direction ဖြစ်မယ် slowing down ဖြစ်ရင်လည်း changing the direction ဖြစ်မယ်sorry speeding up ဖြစ်ရင်လည်း change of velocity ဖြစ်မယ် slowing down ဖြစ်ရင်လည်း change of velocity ဖြစ်မယ် changing the direction ဖြစ်ရင်လည်း change of velocity ဖြစ်မယ်ဆိုတာအကြောင်းကိုကျွန်တော်တို့ချိန်ရေးထားပါတယ်အောက်မှာပုံသဏ္ဍာန်ရေးထားပါတယ်အောက်မှာ factor quantity ဆိုတဲ့နည်းချောက်ရေးထားပါတယ်ဒါတွေအကုန်လုံးကတော့ရှေ့မှာပါတဲ့ theory အတိုင်းပဲကျွန်တော်ခြိုက်ထားတာပါဒါပေမဲ့ဒီ method မှာဆိုရင်ကျွန်တော်တို့flow of box method အတိအကျဖြစ်နိုင်လားဆိုတော့မဖြစ်နိုင်ပါဘူးဒါပေမဲ့ကျွန်တော်ဘယ် method နဲ့ရေးထားတော့ဆိုတော့ကြတော့ box method နဲ့တက်နိုင်တဲ့များအနည်းဆက်ဆုံးကျွန်တော်ရေးပြထားပါတယ်အောက်မှာတော့ summary ရေးထားပါတယ် summary မှာလည်းကျွန်တော်တို့ကျွန်တော်နားလည်လိုက်တဲ့ဟာတွေကျွန်တော်နားမလည်လိုက်တဲ့ဟာတွေကျွန်တော်လိုရမယ့်ဟာတွေအောက်မှာ summary နဲ့ရေးထားပါတယ်အဲ့တော့ဒီ summary လေးကိုကျွန်တော်တို့ notes ရဲ့အောက်မှာရှိတဲ့ summary လေးကိုဖတ်လိုက်ရုံနဲ့ပထမဆုံးတစ်ချက်ကျွန်တော်တို့ဘာတွေနားလည်လိုက်လဲဒုတိယတစ်ချက်ကျွန်တော်တို့ဘာတွေနားမလည်လိုက်ဘူးလဲနောက်ဆုံးတစ်ချက်ကျွန်တော်တို့ဒီဥစ္စာနဲ့ပတ်သက်တဲ့ဘာလုပ်ရမှာလဲဆိုတော့ဟိုကကျွန်တော်ထည့်ထားပါတယ်အဲ့ဒီခါကျရင်ကျွန်တော်တို့ကအိမ်ပြန်ရောက်သွားတဲ့အခါဒီဥစ္စာလေးကိုဖွင့်ဖတ်လိုက်တာနဲ့တပြိုင်နက်တည်းကျွန်တော်တို့အားလုံးသဘောပေါက်သွားပါလိမ့်မယ် Okay အဲ့ဒါဆိုရင်ကျွန်တော် class ထဲမှာဘာလုပ်ရမလဲဒီ notes လုပ်နေတဲ့အချိန်မှာ class ထဲမှာဘာလုပ်ရမလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြောအောင်ပါပထမဆုံးတစ်ခု listen for facts ဆရာပြောတဲ့ key facts တွေကိုသိချင်နားထောင်ပါဆရာပြောတဲ့ key facts တွေကအရေးကြီးပါတယ်အဲ့တော့အရေးကြီးတဲ့ဟာတွေကိုသိချင်နားထောင်ပါဒုတိယတစ်ခု use shorthand language နဲ့ရေးပါ example e.g နဲ့ဟာမျိုး versus ကို vs လို့ဟာမျိုး down ဝင်လဲ and ဆိုလဲ and sign လေးနဲ့ဟာမျိုးအဲ့ဒါမျိုးလေးနဲ့ရေးဖို့ကြိုးစားကြည့်ကြည့်ပါအဲ့ဒါဆိုရင်ကျွန်တော်အချိန်ကိုတက်တာပါတယ်နောက်ဆုံးတစ်ခုကအကယ်၍ကျွန်တော်တို့က professor ပြောလိုက်တဲ့ဟာကိုသိချမကြားလိုက်ဘူးဆိုရင်အဲ့မကြားလိုက်တဲ့ဟာကြီးကိုထပ်ပြီးတော့ဒုက္ခခံပြီးမစင်စားပါနဲ့အဲ့ဒါကိုခဏထားခဲ့ပါအခု professor ဘာပြောနေလဲပြောတဲ့ဟာကိုထပ်ပြီး I'm ဆိုင်ပြီးထည့်ရေးပါအဲ့လိုပုံစံမျိုးအဖြစ်ကျွန်တော်တို့ကဘာဖြစ်တုံးဆိုတော့ရှေ့က professor ပြောတဲ့ဟာကိုလွတ်မသွားစေပါဘူးအကယ်၍ကျွန်တော်တို့ရှေ့ကနောက်ကလွတ်သွားခဲ့တဲ့ဟာကြီးကိုချစ်လိုက်စဉ်းစားနေမယ်ဆိုရှေ့က professor ပြောနေတဲ့ဟာကိုကျွန်တော်တို့မကြားရတော့ပါဘူးအာရုံစိုက်နိုင်တော့ပါဘူးအဲ့ဒီခါကျရင်ကျွန်တော်တို့ကနောက်ကဟာလည်းလွတ်တယ်ရှေ့ကဟာလည်းလွတ်တယ်ပြဿနာရှိပါတယ်အဲ့ first ကလေးအဲ့ leave the blank form with the mixed info ဆိုတဲ့ဟာလေးကိုအရင်ရေးကြည့်ပါတယ်အဲ့ဒါလေးကိုမှတ်သားထားကြပါနောက်တစ်ခုက don't try to write everything အကုန်လုံးရေးဖို့မကြိုးစားပါနဲ့အကုန်လုံးရေးမှာတော့ကျွန်တော်တို့က textbook ကြီးတော့အုပ်လုံးရှိရယ် textbook ထဲမှာအကုန်လုံးရေးထားပါတယ်အဲ့တော့ကျွန်တော်တို့က textbook ကြီးကိုစာအုပ်ထဲကိုပြန်ကူးဖို့မကြိုးစားပါနဲ့အဲ့တော့ textbook နဲ့တကယ်တော့ textbook ထဲကစာတွေကိုပဲရှေ့ရဆရာတွေကပြောနေတာပါအဲ့တော့ရှေ့ရဆရာတွေကပြောနေတဲ့ဟာမှာရှေ့ရဆရာတွေပြောနေတဲ့ဟာကိုကျွန်တော်တို့က textbook ပုံစံပြန်ရေးမယ်ဆိုရင်textbook နှစ်အုပ်ဖြစ်သွားမှာပေါ့အဲ့တော့အဲ့လိုပုံစံမျိုးနဲ့မရေးကြပါနဲ့ကျွန်တော်တို့ဘာကိုသိချင်တာလဲကျွန်တော်တို့သူပြောနေတဲ့တကယ် keywords ကဘာလဲဆိုတော့အရင်ဆုံးစူးစမ်းပြီးတော့ရေးကြည့်ကြည့်ပါနော်ပထမတစ်ခေါက်ချုံးမွေ့ခြင်းမှာချုံးမွေ့မယ်ဒုတိယတစ်ခေါက်ချုံးမွေ့ခြင်းမှာချုံးမွေ့မယ်တတိယတစ်ခေါက်လောက်ဆိုဖြည်းဖြည်းချင်းအသားကျလာပါလိမ့်မယ်စတုတ္ထတစ်ခေါက်ဆိုရင်အများကြီးပိုဆင်ပြေလာပါလိမ့်မယ် Okay after class မှာဘာလုပ်ရမလဲ24နာရီတော့တည်းမှာဒီစာအုပ်ကိုပြန်ဖတ်ပါဆိုလိုရင်းကအိမ်ပြန်ရောက်တာနဲ့အဲ့စာအုပ်ကိုအခန်းထဲက desk ပေါ်မှာဝဲပြတဲ့အလုပ်မလုပ်ပါနဲ့ဒါမှမဟုတ်ရင်တချို့ကျောင်းသားတွေဘာလို့လို့ job board ထဲရောက်တာမထုတ်တဲ့အလုပ်တွေမလုပ်ပါနဲ့ job board ထဲထုတ်လာမယ်ထုတ်လာပြီးတော့ note ကိုပြန်ဖတ်ပါ notes မှာအပေါက်တွေပါပါလိမ့်မယ်အဲ့အပေါက်တွေကို textbook ဒါမှမဟုတ်ရင်ဆရာပေးလိုက်တဲ့ slide ကနေပြီးတော့ပြန်ဖြည့်ပါပြန်ဖြည့်ပြီးတော့နော်လှတာပတ်တာလေးကြိုက်တဲ့လူကတော့အဲ့ဒါလေးကိုအချောပြန်ရေးပါနော်အချောပြန်ရေးလည်းအကျိုးကျေးဇူးတွေရှိပါတယ်အချောပြန်ရေးဒါတွေကိုလို့ပြန်ပြီးတော့ memory recall ပြန်လုပ်ပါတယ်အဲ့ဒီခါကျကိုနားမလဲတဲ့ဟာရှိရင်မနေ့ပြန်ကြရင်ဆရာကိုပြန်မေးလို့ရပါတယ် Okay အဲ့ဒါပထမတစ်ခုဒုတိယတစ်ခုကဘာလဲဆိုတော့ကြတော့အဲ့ဒါပြီးရင် summary ရေးပါเนาะကျွန်တော်အောက်မှာပြောတဲ့ summary လို့ဆိုတဲ့ဟာတွေကတကယ်တော့အတန်းထဲမှာရေးဖို့မဟုတ်ဘဲနဲ့အပြင်ရောက်တော့ကြမှာကိုနားလဲတယ်လို့3 to 5 sentence နဲ့ပြန်ရေးပါ sentence မဟုတ်ရင်တော့မှ facts ပုံစံမျိုးလေးနဲ့ hyphen လေးထိုးပြီးရေးဖို့ကြိုးစားကြည့်ကြည့်ပါအဲ့ဆိုအများကြီးပိုအဆင်ပြေပါလိမ့်မယ်နောက်ဆုံးတစ်ခုကတော့ self quiz လုပ်ကြည့်ကြည့်ပါ self quiz မလုပ်တတ်ရင်ကျွန်တော် ChatGPT
yeah AI တွေအများကြီးရှိပါတယ် AI တွေအများကြီးထဲမှာ give me 5 quiz for the acceleration လို့ရိုက်ထည့်လိုက်ရင်အဲ့မှာ5 quiz 5ခုလောက်ပေါ်လာပါလိမ့်မယ်အဲ့ quiz ကိုဖြည့်ကြည့်ကြည့်ပါအဆင်ပြေလား textbook ထဲမှာလည်းမေးခွန်းတွေရှိပါတယ် textbook တွေကမေးခွန်းတွေကိုပြန်ဖြည့်ကြည့်ကြည့်ပါကိုအဆင်ပြေလားကိုနားလည်နေလား okay နားလည်နေရင်တော့ is good နားမလည်နေဘူးဆိုရင်မနေ့ပြန်ကြရင်ဆရာကိုအဲ့ဒါပြန်မေးဖို့အတွက်ကျွန်တော်တို့ရှိမှာ planning လုပ်ထားပါအဲ့ဒါဆိုရင်ဆရာတွေလည်းစိတ်ညစ်ရတာသက်သာပါဖြစ်တယ်လို့ကျောင်းသားတွေလည်းစာမေးရတာတစ်ခုလုံးကိုမေးရတာမဟုတ်ဘဲねအဲ့ portion သေးသေးလေးကိုမေးရတာဖြစ်တဲ့အတွက်အများကြီးသက်သာပါတယ် okay အဲ့တော့ common mistake တွေဘာတွေလုပ်လဲဆိုတော့ right word for words လို့ခေါ်တဲ့ဆရာပြောသမျှအကုန်လုံးကျွန်တော်တို့လက်ရင်းနဲ့လိုက်ကူးဖို့ကြိုးစားကြည့်တာပါအဲ့ဒါအယမ်းမှားပါတယ်အဲ့ဒါမအောင်မြင်တဲ့ note taking တခုဖြစ်လာပါလိမ့်မယ်ကိုလည်းဒုက္ခများသလိုကိုက textbook ကြီးတခုလုံးပြန်ကူးနေသလိုဖြစ်ပါလိမ့်မယ်နောက်ထပ်ဘာလုပ်ကြလဲဆိုတော့ကြတော့ဆရာပေါ်ရှေ့က slide ပြထားတဲ့ slide အတိုင်းပဲအကုန်လုံးအစအဆုံးပြန်ကူးတဲ့အကျင့်ရှိပါတယ်အဲ့အကျင့်ကိုဖျောက်ပါအဲ့အကျင့်ကတကယ်တော့အသုံးဝင်တဲ့အကျင့်ပါနောက်တစ်ခုက after class ပြီးတဲ့အခါမှာဘာလုပ်တယ်ဆိုတော့ခုနကပြောလိုမျိုးပဲကျောင်းကနေပြီးတော့စာအုပ်ကလေးထည့်ပြီးဂျောပွဲကိုအိမ်ယူသွားတယ်ဂျောပွဲကိုအိမ်ပေါက်မှာရှိတဲ့ဂျောပွဲချိတ်တဲ့နေရာလေးမှာချိတ်ထားတယ်ပြီးတော့နောက်နေ့မှာအဲ့ဂျောပွဲကလေးကိုဂျောပွဲကလေးအတိုင်းပဲပြန်ယူလာတယ်အဲ့လိုမျိုးမလုပ်ပါနဲ့အဲ့လိုမျိုးလုပ်တာကိုယ့်အကို self yeah ကိုယ့်အကို destroy လုပ်နေတာပါokay နောက်ဆုံးတစ်ခုက disorganized formatting ပါเนาะကျွန်တော်တို့ရှေ့မှာရှိတဲ့ method 3ခုကြောင်းပြောခဲ့တယ်အဲ့3ခုတွေက2ခုဒါမှမဟုတ်တစ်ခုကိုရွေးပြီးလုပ်ပါလုံးဝ organize မလုပ်ထားတဲ့ဟာမျိုးဆိုရင်ဘယ်လိုဖြစ်လာမလို့ဆိုတော့ဒီလိုဖြစ်လာပါမယ်ဆိုလိုရဘာရေးထားမှလည်းမသိဘူးဘယ်နာဟာတွေမှလည်းမသိဘူးညရရရောက်ချင်တဲ့နေရာရောက်နေကိုယ့်ကိုပြန်ဖတ်တတ်တော့ကျွန်တော်တို့ရှိမှအများတန်းကြည့်ရှိပါတယ် notes ရေးပြီးကိုယ့်ကိုပြန်ဖတ်တတ်တဲ့အချက်ပါเนาะအဲ့တော့ notes ရေးပြီးကိုယ့်ကိုပြန်ဖတ်တတ်ဘူးဆိုရင်အစားရဖြုံးကြည့်တာပါ okay ဒီဘက်မှာဆိုရင်ကျွန်တော် format လုပ်ထားတဲ့ method တခုနဲ့ရေးထားပါတယ်အဲ့ဒါဆိုရင်ဖတ်ရတာအများကြီးပိုအဆင်ပြေပါတယ်အများကြီးပို့ပြီးတော့ဖတ်ရတာလွယ်ပါလိမ့်မယ်เนาะလက်ရေးလေးဆိုတာတော့နည်းနည်းသိခဲ့ပေါ့ okay အဲ့တော့ class မတိုင်ခင်မှာ prepare လုပ်ပါเนาะ class မတိုင်ခင်မှာ prepare လုပ်ပါဆိုတော့ဥပမာဆိုကြပါစို့ဒီလိုမျိုး Cornell method နဲ့သုံးနေတယ်ဆိုရင်ဒီလိုပုံစံမျိုးလေးတော့အနည်းဆုံးလုပ်ထားပါမယ်အဲ့ဒါမှဘာလို့ရမှာတော့ဆိုတော့ okay အဲ့ဒါဆိုတခါတည်းအစင်းစင်းချရေးလို့ရမယ်အဲ့ရောက်တော့မှမြင်းသားနဲ့အချိန်အများကြီးပို့ကုန်ပါတယ် okay နောက်တစ်ခုပြီးတော့ method တစ်ခုကိုသုံးပါဒါမှမဟုတ် method နှစ်ခုကိုပေါင်းပြီးသုံးလို့ရပါတယ်အဲ့ဒါပြီးတော့သုံးပါပြီးတော့じゃအိမ်ပြန်ရောက်ရင်ချက်ချင်းလည်းငယ်စာပြန်ဖတ်ပါအဲ့လိုပုံစံမျိုးအဖြစ်ကျောင်းထဲမှာအခန်းထဲမှာရှိရဲကျွန်တော်စာသင်ခန်းထဲမှာရှိရဲ short term memory ကစာပြန်ဖတ်လိုက်ခြင်းအပြင် long term memory ဖြစ်ပြီးတော့ကျွန်တော်အဲ့ memory ကကျွန်တော်ခေါင်းထဲမှာအကြာကြီးနေပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုကျောင်းပြန်လာပြီးတော့ကျွန်တော်တို့စာအုပ်ကိုပြန်မကြည့်ဘူးဆိုရင် short term memory အနေနဲ့အုံနောက်ကအဲ့ memory ကိုလုံး delete လုပ်ပြီးတော့ဘာမှမမှတ်မိဖြစ်ပါလိမ့်မယ်နောက်ဆုံးတစ်ခုကတော့recording လိုဟာမျိုးကို try ကြည့်ပါဆိုရင် recording လုပ်ဖို့ဆိုရင်တော့ပထမဆုံးတစ်ချက်ဆရာကိုအကြောင်းကြားဖို့လိုပါတယ်ဆရာခွင့်တောင်းဖို့လိုပါတယ်ဆရာကျွန်တော် recording လုပ်ချင်လို့ပါကျွန်မ recording လုပ်ချင်လို့ပါ recording လုပ်လို့အဆင်ပြေပါမလားဆရာဒီ recording ကိုကျွန်တော်တစ်ယောက်တည်းအတွက်နားထောင်ဖို့သုံးပါပါဆရာအဆင်ပြေရလားဒီလိုမျိုးပြန်မေးတတ်ပါတယ်အဲ့လိုမျိုးပြန်မမေးရနဲ့ recording သွင်းလိုက်ရဲအဲ့ဒါကဆရာရဲ့ intellectual property ကိုကျွန်တော်တို့ကမသိအောင်ယူသုံးလိုက်တာပါအဲ့ဒါနောက်ထပ်ရရင်ပြောရရင်ခိုးတာပါအဲ့လိုမျိုးခိုးတဲ့အချိန်မျိုးခိုးတာမျိုးတချို့ professor တွေလုံးဝလက်မခံပါဘူးတချို့ဆရာတွေလုံးဝလက်မခံပါဘူးဒေါသကြီးတဲ့စိတ်ကြီးတဲ့ဆရာနဲ့တွေ့ရင်ပြဿနာတက်ပါမယ် okay ဒီနေ့ဖို့တော့ကျွန်တော်ပြောချင်တာဒီလောက်ပါပဲ again note taking နဲ့ပတ်သက်လို့မရှင်းတာရှိရင်နားမလည်လိုက်တာရှိရင်ဒါမှမဟုတ်ကျွန်တော်ပြောတာတအားမြန်နေမယ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တအားအရစ်ရှည်နေမယ်ဖြစ်ကြာ comment မှာ message လေးထားခဲ့ပေးကြပါဦးအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့ Shaw ပါ Integrated Education ပါအားလုံးပဲ good night ပါ